လူအများစုကစိန်နဲ့ယတနာတွေကိုနေရာအမားတွေမှာလိုက်ရှာနေကြချိန်မှာတချို့လူတွေကတော့ခြာရီနဲ့ပရွက်စိတ်တွေကိုအလုတ်ခိုင်းပြီးယတနာတွေရှာနေကြတယ်ဆိုတာသင်သိပါသလားဒါဟာယူးကြောင်ကြောင်နိုင်တယ်လို့ထင်ရပေမဲ့ဒီသေးငယ်တဲ့ insect လေးတွေကစိန်ပတ်တများနဲ့ရွှေတွေဘယ်မှာရှိတယ်ဆိုတာကိုတိကျတဲ့သဲလုံစာတွေပြီးနိုင်ပါတယ်ဗျ။ insect တွေကဘယ်လိုလုပ်သဲလုံစာပေးတာလဲစိန်တွေဟာကမ္ဘာမြေလွှာအောက်အနက်ကြီးမှာဖြစ်တည်တာပါမီးတောင်ပေါက်ကွဲမှုတွေကနေတဆင့် kimberlite လို့ခေါ်တဲ့ချော်ရည်တွေနဲ့အတူမြေမျက်နှာပြင်သားကိုရောက်လာတတ်ပါတယ်အချင်းချာလာတာနဲ့အမျှအဲ့ဒီကြောက်တွေဟာမြေကြီးအောက်မှာနှင်းမြုပ်သွားတတ်ကြပါတယ်ဒီနေရာမှာတဘာဝရဲ့အင်ဂျင်နီယာတွေဖြစ်တဲ့ချာရီနဲ့ပရွက်စိတ်တွေကအလုပ်စားတာပါသူတို့ဟာမြေအောက်6ပေသို့မဟုတ်ထိုးထက်မကအနက်အထိတူးဆောက်ပြီးသူတို့ရဲ့အတိုက်တောင်ပုတွေကိုစောက်ကြပါတယ်အဲ့ဒီလိုစောက်တဲ့အခါမြေအောက်အနက်ကြီးမှာရှိတဲ့ကြောက်မှုန်တွေတတုမှုန်တွေကိုအပေါ်ယံမြေပြင်စီတည်ဆောင်လာပေးရမယ်ဖြစ်ပါတယ်ဗျနေ့သိပ္ပံနည်းကြတဲ့များဩစတြေးလျနိုင်ငံက CSIRO သိပ္ပံအဖွဲ့အစည်းဟာခြာတောင်ပုတွေကိုလေ့လာခဲ့ရမှာရွှေကြီးနီနစ်ကင်နဲ့စိတ်ရှီချောင်းအတီးပြုတ်ပေးနိုင်တဲ့ kimberlite ကြောက်မုံတွေကိုတွေ့ရှိခဲ့ပါတယ်ပိုပြီးအံ့ဩဖို့ကောင်းတာကအဲ့ဒီ insect လေးတွေရဲ့ခန္ဓာကိုယ်ထဲမှာတောင်တက်တုတက်တွေကြောက်ကပ်မှာကြောက်တီတယ်လို့မျိုးစုဝေးနေတာကိုတွေ့ရတာပါဒါကြောင့်အခုခေတ်မှာဘူမိဗေဒပညာရှင်တွေဟာပတ်စံအကုန်ကြခံပြီးမြေကြီးတွေကိုစက်နဲ့မတူးခင်ခြာတောင်ပုတွေကိုအရင်ဆုံးဓာတ်ခွဲစမ်းသပ်တဲ့နည်းလမ်းကိုသုံးလာကြပါပြီ3ရှီဟောင်းပညာနဲ့ခေတ်သစ်ရှာဖွေမှုတကယ်တော့ဒီပညာဟာအသစ်ဆန်းတော့မဟုတ်ပါဘူးအာဖရိကကမျိုးနွယ်စုတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကခြာတောင်ပုတွေရဲ့အယောင်နဲ့တိတ်တိစားကိုကြည့်ပြီးရွှေဘယ်မှာရှိတယ်ဆိုတာရှာဖွေခဲ့ကြတာပါအခုဆိုရင်အမေရိကန်ဘရာဇီးနဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာပါဒီနည်းလမ်းကိုသုံးနေကြပါပြီလီတင်ကိုယ်တိုင်ရောဘယ်လိုရှာမလဲအကိုတို့အနေနဲ့လဲတောလန်းလျှောက်ရင်းဖြစ်ဖြစ်ကိုချန်ထဲမှာပဲဖြစ်ဖြစ်ထူးဆန်းတဲ့ခြာတောင်ပုတွေကိုတွေ့ရင်တိချာကြည့်ဖို့လိုပါတယ်လိမ္မော်ရောင်ဒါမှမဟုတ်အနီရောင်ကြောက်မုံလေးတွေ ilmenite တက်တူရောင်တောက်နေတဲ့အမဲရောင်ကြောက်မုံလေးတွေဒီလိုသဲလွန်းစ indicator minerals လေးတွေတွေ့ပြီဆိုရင်အဲ့ဒီအောက်မှာစိန်ရှိနေဖို့အခွင့်အလမ်းအများကြီးရှိနေပါပြီသတိထားရမှာကတော့ကြောက်တလုံးရဲ့တန်ဖိုးကိုသိချမသိပဲရောင်းလိုက်ရင်လူလင်ခံရနိုင်တာပါပဲဒါကြောင့်ကြောက်မြက်ရတနာတွေအကြောင်းကိုအခြေခံကစပြီးလေ့လာထားဖို့လိုအပ်ပါတယ် subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်